ကျွန်တော်တို့နေထိုင်တဲ့ကဘာကြီးပေါ်မှာပုံးကွယ်နေပြီးညဘက်ရောက်မှအသက်ဝင်လာတဲ့တောအုပ်တွေတကယ်ရှိနေတယ်ဆိုရင်တင်းညုံမလားမော်ပညာဒနာဤပုံပြင်တွေထဲကမဟုတ်ပဲကျွန်တော်တို့မျက်စိရှေ့မှာတင်တကယ်ဖြစ်တည်နေတဲ့အလင်းရောင်တောအုပ်တွေကြောင်းဒီနေ့ကျွန်တော်တို့နဲ့အတူလိုက်ပါစူးစမ်းကြည့်ကြရအောင်ဗျာ ဒီနေရာနေဘက်မှာတာမန်တောအုပ်တစ်ခုနဲ့ဘာမှမခြားလာပါဘူးနေအောင်ကြီးအောက်မှာတစ်ပင်တွေပန်းမန်တွေနဲ့တက်ရှိတွေဟာသူတို့ရဲ့နေစဉ်ဘဝအတိုင်းလှူရှားရှင်သာနေကြပါ၏ဒါပေမဲ့နေမင်းကြီးဟာမျက်စိရှိကပျောက်ကွယ်သွားပြီးအမောင်တို့ကအစိုးမိုးလာတဲ့အခါဒီတောအုပ်ရဲ့လူ့ဝက်ချက်တွေဟာနိုးထလာပါတော့တယ် မြေပြင်ပေါ်မှာအပြာရောင်အစင်းရောင်အလင်းတန်းနေနဲ့ကော်စောတစ်ချက်ခင်းထားတယ်လို့ပါပဲဒါတွေကတော့ကိုယ်ပိုင်အလင်းရောင်ထုတ်နိုင်တဲ့မိုးတွေပါတက်ပင်ကြီးတွေရဲ့ပင်စီညက်အကိုင်းခတ်တွေမှာတော့မီးပွင့်လေးတွေလိုလင်းလက်နေတဲ့ရင်ကြီးပင်တွေလေထဲမှာတော့မီးပိုးကောင်လေးတွေကကြဲတာရာတွေမြေပေါ်ကျွေကျလာတယ်လို့ပြန်ဝဲကတ်ခုံရင်ဒီညရဲ့အလှကိုပိုပြီးပြီးစုံစေပါတယ် ရှင်းလူကြီးတွေရဲ့ပါဇက်ပုံမြင်နေတဲ့မှာတော့ဒီအလင်းရောင်တွေဟာလမ်းပြောင်နေတဲ့ဝိညာဉ်တွေကိုလမ်းပြပေးနေတဲ့မီးအိမ်ရှင်လေးတွေလို့ဆိုကြပါတယ်။တချို့ကလည်းဒါဟာတောဆောင်တစ်ဖျားမှရေမြစ်တွေစားတွေမြေပေါ်ချွေကြရာကနေပေါက်ဖွာလာတဲ့အလင်းပန်းပွင့်တွေလို့ယုံကြည်ကြတယ်။ဒန္တာကြီးတွေဟာဘလောက်ပဲစမ်းကြံနေပါစေဒီတောအုပ်ကပေးတဲ့ခန်းစားချက်ကတော့တကယ်ကိုမော့ဆန်နေတာအမှန်ပါပဲ ဒါဆိုဒီမှော်ပညာလိုအလင်းရောင်တွေရဲ့နောက်ကွယ်မှာတကယ်ဘာရှိနေလားလဲအဖြေကတော့စကလုံးတစ်လုံးနဲ့ပါ bioluminescence စီဝအလင်းရောင်ကြီးဒါဟာသက်ရှိတွေကသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာဓာတုဗေဒနည်းနဲ့ကိုယ်ပိုင်အလင်းရောင်ကိုထုတ်လုပ်တဲ့ဖြစ်စဉ်ပါဒီမှော်တွေ insect တွေဟာအဖော်ရှာဖို့အစာကိုဆွဲဆောင်ဖို့ဒါမှမဟုတ်တားရဲတရိဆိုင်ရန်ကနေကာကွယ်ဖို့ကဒီအလင်းရောင်ကိုအထုံးပြကြတာပဲဖြစ်ပါတယ် တေပံပညာအရာတော့ဒီအလင်းရောင်တွေဟာဘာကြောင့်ဆိုတာကိုရှင်းပြနိုင်ခဲ့ပေမယ့်အမောင်ထဲမှာတလက်လက်တောက်ပါနေတဲ့ဒီမြင်ကွင်းကိုပထမဆုံးအချိန်တွေ့မြင်ရတဲ့အခါခံစားရတဲ့အံ့ဩမှုကြည်နူးမှုတွေကိုတော့ဘယ်တေပံပညာကမှအစားထိုးနိုင်မှာမဟုတ်ပါဘူးဒန္တာကြီးတွေကတော့စိတ်ကူးရင်ပုံပြင်တွေထစ်ကောင်းထင်မယ်ဒါပေမဲ့တဘာဝတရားကဖန်တီးပြလိုက်တဲ့အလှတရားကတော့တကယ်အစစ်အမှန်မော့ပညာပါပဲ ဒီလိုထူးဆန်းအံ့ဟောဖွယ်တဘာဝရဲ့လျှို့ဖက်ချက်တွေကိုဒီထက်ပိုပြီးစူးစမ်းလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်တဲ့အနေနဲ့ရောဒီလိုနေရာမျိုးကိုရောက်ဖူးခြင်းစိတ်ရှိလား comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်